င်္ဂလာပါဒီတစ်ပတ်မှာတော့ ready မြို့နားမှာရှိတဲ့အလှဆုံးနေရာတစ်ခုစီကိုလဲခေါ်သွားမယ်နော်အဲ့ဒီနေရာက ready မြို့ကနေဆိုရင်ကားနဲ့တနားရီကျော်ကျော်လောက်တော့သွားရပါတယ်အလှဆုံးနေရာဆိုတော့ဘယ်လိုနေရာဖြစ်မလဲဆိုတာဗီဒီယိုလေးကိုဆက်ကြည့်ပေးပါဦးနော်အခုသွားနေတဲ့နေရာက Shasta County ဘာနီမြို့နားမှာရှိပြီးတော့ MacArthur Memorial State Park ထဲမှာရှိတဲ့ Barney Falls ပဲဖြစ်ပါတယ်Barney Falls ကကယ်လီဖိုးနီးယားမြောက်ဘက်ပိုင်းမှာဆိုရင်အလှဆုံးရေတံခွန်ဖြစ်တဲ့အတွက်အလဲသွားတဲ့နေရာတစ်ခုဆိုရင်လည်းမမားပါဘူး။ရေတံခွန်ရှိတဲ့ခြံဝင်းတွေကိုကားလမ်းအတိုင်းမောင်းဝင်လာတာနဲ့ Visitor Center ကညာဘက်မှာရှိပါတယ်။အဲ့နာမှာပဲဝင်ကြေး$10ကိုကိုယ့်အတာကိုဆက်ကနေပေးရပါတယ်။ Visitor Center ဝင်းကနေပြီးတော့တစ်ဖက်ကိုလမ်းကူးလိုက်ရင်တော့ရေတံခွန်သွားတဲ့ဘက်ကိုရောက်ပါတယ်။ဦးရှိကကြောက်တုံးလေးမှာဘာရေးထားလဲဆိုတာသွားကြည့်ကြရအောင်နော်။သူရေးထားတာကတော့1954ခုနှစ်ဒီဇင်ဘာလကနေစပြီးတော့ Barney Falls ကို National Natural Landmark အဖြစ်သတ်မှတ်တယ်လို့ရေးထားပါတယ်။အခုရက်နေတဲ့နေရာကနေကြည့်လိုက်ရင်ရေတံခွန်ကိုမြင်နေရပါပြီ။အောက်ဘက်တစ်ဆင့်ကိုဆင်းကြည့်ကြရအောင်နော်။ရေတံခွန်ကိုအပေါ်စီးကနေကြည့်ရတဲ့မြင်ကွင်းကအရန်ကိုလှပြီးတော့ရင်သက်ရှူမောဖြစ်ရပါတယ်။ရေတံခွန်အောက်ခြေတီးသွားရတာလဲတိတ်မဝေးဘူးဆိုတော့ရေတံခွန်ကိုအနီးကအတူတူသွားကြည့်ကြရအောင်နော်ရေတံခွန်နားရောက်လာလေးမြင်ရတဲ့ရှုခင်းကပိုပြီးတော့လှလာလေးပါပဲအခုမြင်နေရတာကတော့အလဲအဆင့်လောက်ကနေရိုက်ထားတာပါရေတံခွန်အနားနီးလာရင်လေဒီရေတံခွန်ရဲ့ထူးခြားချက်ကိုပြောပြပေးမယ်အောက်နားထိဆင်းကြည့်ကြရအောင်နော်ဒီရေတံခွန်ရဲ့ထူးခြားချက်ကတော့အလေကစီးကျနေတဲ့ရေစီးကြောင်းအကြီးကတောင်ပေါ်မှာရှိတဲ့နင်းတွေအရေးပျော်ပြီးတော့ဗန်နီချောင်းတွေကိုဆင်းလာတယ်။အဲဒီကနေမှတက်ဆင်းပင်မရေတံခွန်ဖြစ်လာပါတယ်။ပင်မရေတံခွန်ကြီးရဲ့ဘေးတစ်ဖက်တစ်ချက်မှာစီးကျနေတဲ့ရေစီးကြောင်းသေးသေးလေးတွေကကြောက်သွားလွှာကြားတဲ့ကနေစီးလာတဲ့ရေစီးကြောင်းတွေပဲဖြစ်ပါတယ်။ဒါကြောင့်ရေတံခွန်ကိုသေချာကြည့်ရင်လေပင်မရေတံခွန်ဖြစ်တဲ့ရေစီးကြောင်းအကြီးရဲ့ကြောက်လွှာကြားတဲ့ကနေစီးလာတဲ့ရေတံခွန်သေးသေးလေးတွေအများကြီးကိုတွေ့ရမှာဖြစ်ပါတယ်။ရေတံခွန်အောက်ခြေကိုရောက်လာပါပြီ။ရေကလေတောင်ပေါ်ကနေနှီးရီပျော်ပြီးတော့စီးလာတာဆိုတော့ခြေထောက်နဲ့ထိရင်ကိုပဲတော်တော်အေးပါတယ်။ရေတံခွန်တစ်ပတ်လမ်းလျှောက်ကြည့်မယ်ဆိုရင်ရေတံခွန်အောက်ခြေကနေလမ်းလေးအတိုင်းဆက်လျှောက်သွားရပါမယ်။ဒါဆိုရင်အတူတူလမ်းဆက်လျှောက်ကြည့်ရအောင်နော်။ဘေးမှာစီးနေတဲ့ချောင်းကရေစီးတံဝန်နားထောင်ရင်းနဲ့လမ်းလျှောက်ရတာဆိုတော့အေးစစ်စစ်တသားရပါပဲလမ်းလျှောက်ရင်းနဲ့တရားနာရောက်ပြီဆိုရင်ရှေ့ဆက်လျှောက်လို့မရတော့ပါဘူးဒါကြောင့်တရားကိုဖြတ်ပြီးတော့တခြားတစ်ဖက်ကိုကူးရပါမယ်တရားကူးလိုက်ပြီးတာနဲ့ထိုင်ကုန်လေးကအမောဖြေလို့ရအောင်အစင်သင့်စောင့်ကြိုနေတယ်လို့ပါပဲတရားရဲ့ဒီဘက်ချမ်းကိုရောက်လာပြီဆိုရင်တော့လမ်းအတိုင်းဆက်လျှောက်လိုက်ရင်တောင်ပေါ်ကိုပြန်တက်တဲ့လမ်းဖြစ်သွားပါပြီဒါဆိုရင်တောင်တက်လမ်းအတိုင်းဆက်လျှောက်ကြည့်ကြစို့ရေတသွင်သွင်နဲ့စီးနေတဲ့ချောင်းလေးကတော့အောက်ခြေဘက်နားမှာတဖြည်းဖြည်းနဲ့ကျန်ခဲ့ပါပြီဒီဘက်တောင်တက်လမ်းကတချို့နေရာတွေမှာလမ်းကတော်တော်ကျဉ်ပါတယ်ရှောက်နေရင်နဲ့ဟိုးရှိမှရေတံခွန်ကိုမြင်ရတဲ့နေရာကိုပြန်ရောက်လာပါပြီFall loop ကသွားနေတာမပြီးသေးဘူးဆိုတော့သူ့လမ်းအတိုင်းပဲကျမတို့ဆက်လျှောက်ကြည့်ကြစို့
လမ်းတိုင်းဆက်လျှောက်လိုက်ရင်အခုမြင်ရတဲ့ချောင်းကရေတံခွန်ရဲ့အပေါ်ပိုင်းဖြစ်ပြီးတော့ဒီချောင်းကရေတွေကရေတံခွန်အနေနဲ့ဆက်ပြီးတော့စီးသွားတာပါတရားနောက်တစ်ခုကိုတွေ့နေရပြီဆိုတော့တစ်ခါထပ်ဖြတ်ကြအောင်ဆိုနော်ဒီမှာက hiking လုပ်လို့ရတဲ့ trail တွေရှိပေမဲ့တချို့နေရာတွေကိုတော့လောလောဆယ်ပိတ်ထားပါတယ်တရားကိုဖြတ်ပြီးတာနဲ့အပေါ်ဘက်ကိုနည်းနည်းလေးဆက်လျှောက်လိုက်ရင်ကားပတ်ကင်ရှိတဲ့ visitor center ကိုပြန်ရောက်လာပါပြီ။ဒါဆိုရင်တော့ရေတံခွန်တစ်ပတ်လမ်းလျှောက်တဲ့ for loop ကပြီးသွားပါပြီ။ကျွန်မကတော့ဗီဒီယိုရိုက်လိုက်အေးစစ်စစ်လမ်းလျှောက်လိုက်နေဆိုတော့ရေတံခွန်တစ်ပတ်လမ်းလျှောက်တာတနားရီခွဲကျော်လောက်တော့အချိန်ပေးလိုက်ရပါတယ်။လမ်းလျှောက်ရတာမောသွားပြီဆိုတော့ခဏတစ်ဖြုတ်အနားယူရင်လက်ဆောင်ပစ္စည်းတွေရောင်းတဲ့ဆိုင်မှာဘာတွေရှိလဲဆိုတာသွားဆက်စုကြည့်ရအောင်နော်။တက်စင်ကန်းကလည်းအဲ့ဒီဘက်မှာပဲရှိပါတယ်။လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်မှာတော့ထုံးစံအတိုင်းအယုတ်လေးတွေစတစ်ကာလေးတွေအမှတ်တရပစ္စည်းလေးတွေနဲ့အင်ကြီးတွေဝယ်လို့ရပါတယ်။နောက်ပြီးကမ်ပိန်းလုပ်ဖို့အတွက်ပစ္စည်းတွေလည်းဝယ်လို့ရပါတယ်။ဒီမှာရေခဲမုတ်လေးရောင်းတော့အမောပြေရေခဲမုတ်ဝယ်စားကြရအောင်။ kind do you want? We have chocolate, vanilla, or twist? Oh, vanilla? 3? 3 vanillas. Official website မှာရေးထားတာတော့ April လဆန်းကနေ October လအထိကလူအများများတယ်လို့ဆိုထားပေမဲ့ကျမတို့သွားလဲတဲ့အချိန်ကတော့ရုံဖူးရဲ့ဖြစ်နေလို့လားမသိဘူးလာတဲ့သူနေပါတယ်ကဲရေခဲမုတ်လဲစားပြီးပြီလမ်းလျှောက်ရတာလည်းမောသွားပြီဆိုတော့တဲတဲ့အိမ်ကိုပြန်ကြစို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရေတံခွန်နဲ့ရှုခင်းတွေကိုလည်းကြိုက်နေတတ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အခုဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လုပ်ပေးဖို့နဲ့သိချင်တာမေးချင်တာပြောချင်တာတွေရှိရင် comment မှာချန်ထားခဲ့ပါနော်နောက်လည်းအခုလိုခရီးသွားအတွေ့အကြုံအပြင်လှပတဲ့ရှုခင်းတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေစီကိုခေါ်သွားမှာဖြစ်လို့ကျမရဲ့ YouTube channel လေးကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်နောက်တစ်ပတ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye